စဉ်တုန်းကပြုကျင့်ခဲ့တဲ့ပါရမီပါကွယ်မှတ်သားစရာသာကြောင်းမို့တေးဖွဲ့လို့ဒီကသုံးမယ်ဟိုရှိအခါကတိုင်းပါရဝဲတောင်းချုံလျောယုံမျိုးဖြစ်တော်တယ်တည်သုံးပေါ်သူရတလီတို့နဲ့ပြောင်းမွေကရဲ့ပြန်မြောက်မြေခွေအဆွေးတူနဲ့တကူသောတောင်ကြီးဝဲဌာနသီလစောင့်ထိန်ပါကွယ်နဲ့ပြန်ငါဥပုံနေမှုရက်ကောင်းကြုံလာတယ်သူဝဲတန်းဝဲရပွေသမှုပြုကြဆွေတို့ရဲ့နာဘိမာမှာယုံရုပ်ကိုဘယ်သူရေးခဲ့ပါသလဲလို့ဆိုတော့ဟိုရှေ့တုန်းကတို့ရဲ့ပြားလောင်းတော်ဟာခြုံလျိုးတဲ့ယုံမျိုးအစ်စ်ဖြစ်တော်မူခဲ့တယ်ယုံမင်းနဲ့အတူဖြံမြောက်မြေခွေအစရှိတဲ့အဆွေတစုတို့နဲ့ကနိုင်ညုံတစ်ခုမှာပေါင်းစုံစုလို့နေကြတယ်ဒီလိုနေကြရင်လပြည့်နေ့မရောက်ခင်အကျိုးတရက်မှာအလောင်းတော်ယုံမင်းကသူ့မိတ်ဆွေသုံးတော်တို့ကိုမနေ့ပြန်ဥပုပ်နေ့မှာဒါနပြုဖို့သူဝဲဝတ္ထုများရှာဖွေထားကြရင်ဩဝါဒပေးတိုက်ကျွေးနှိုးဆော်လိုက်တဲ့ကွယ်မင်းရလေးလားနမိတ်မမကွယ်ယုံရုပ်ကိုတကယ်ရေးရပဲလို့လဲကွယ်ငယ်ရွယ်သူပေါင်းကိုသင်လင်းစွာသိပြီးသုံးစုံလင်းလင်းပြောပြရင်ဖြစ်တော်တတ်သူမြင်တို့ဖျားရှင်နှုတ်စဉ်တုန်းကပြုကျင့်ခဲ့တဲ့ပါရမီပါကွယ်မှတ်သားစရာသာကြောင်းမို့ဒီဖွဲ့လို့ဒီကသုံးမယ်ဟိုရှိအခါကတိုင်းပါရဝဲတောင်းချုံလျောယုံမျိုးဖြစ်တော်တယ်တည်သုံးတော့သူရတလီတို့နဲ့ပြန်မွေကရဲ့ပြန်မြောက်မြေဝဲအသွေးတစုနဲ့တကူသောတောင်ကြီးဝဲဌာနသီလစောင့်ထိန်ပါကွယ်နဲ့ပြန်ငါဥပုံနေမှုရက်ကောင်းကြုံလာတယ်လူဝဲတန်းဝဲရှားပွေသမှုပြုကြဆွေတို့ရဲ့တို့ကလိုပဲနှိုးတော်လိုက်တဲ့ခါမှာကွယ်သတိသုံးမလူကလူဝဲဝတ္ထုပါများရှာလာတယ်ထလုံးလို့လာရင်ပြောပြပါအောင်သိကျင်ပါသေးတယ်မြောက်ကြီးရှာခဲ့တာကနေရွယ်ထောက်ရှာမာလကဆုံးတယ်ရကုံမြိုင်မှာကွယ်ဗန္ဒရတည့်တီကိုကျွန်တော်မျိုးမြောက်ကြီးကူခဲ့တယ်ဒီရရောဘာများရှာလာပါသလဲငကျင်းခုနှစ်စီးအပြီးရှာလို့ရဲ့ဌာနမျိုးပြိုးဆိုင်မဲ့ပြန်ပါကွယ်ဒီဝေးတာစေရနာအသွဲသွဲထက်တန်းသွားနဲ့ရဲ့မပြတ်မှရှာခဲ့တယ်လက်ထုံယောက်ျားမိထားခဲ့တယ်အမဲခင်သုံးရင်လို့သာရဲ့နှုတ်တောင်းလဲယူကရဲ့ကျွန်တော်မျိုးမြေခွေးရှာလာတယ်အဲဒီတော့ကြားလောင်းယုံမင်းကဩသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါတော့မယ်ငါမာတကယ်ကပွဲကျုံတော့တယ်မြေသာသင်္ကာပန်းတော်ညုံမုံမြင်းငါသမင်းမေးမို့လူသားတွေနဲ့မသိတော့ပါတော့တယ်ငါတက်ကိုတတ်လို့ငါသားကိုလူမဲ့အလူကန်းလာမဲ့လမ်းကိုဥပုပ်ဆောင်ရင်ညော်မှန်းကနေမယ်အဲဒီလိုကြားလောင်းယုံမင်းကနှိုးဆော်လိုက်တယ်ဆိုရင်ပဲမိတ်ဆွေများဖြစ်ကြတဲ့မြောက်ကြီးကအနှံ့ရတာနဲ့ပြည့်စုံတဲ့ဗန္ဒရတည့်တီကိုလူမဲ့တဲ့တဖန်ဖြန်ကြီးကလည်းငကျင်းကားများရှားဖွေထားကြောင်းပါလို့ပြောလိုက်တယ်နောက်ဆုံးမိတ်ဆွေဖြစ်တဲ့မြေခွေးကတော့လေထုံယောက်ျားများမိထားခဲ့တဲ့အမဲခင်နဲ့နှုတ်တန်းဦးများရှားဖွေထားကြောင်းပါလို့ပြောလိုက်တော့ဘုရားလောင်းယုံမင်းကသာဓုသာဓုသာဓုလို့သုံးချိန်ခေါ်လိုက်ပြီးငါမှတော့အခြားလူပဲမရှိမြေစာမြက်ဆိုဒီမှာငါရဲ့စာသာဖြစ်တယ်လူသားတွေနဲ့မသိပြောပြီဘူးတို့အတွက်ကြောင့်ငါအသက်ကိုတတ်ပြီးငါအသားကိုတူမာပဲဟုအကြံပြုပြီးအလူကံလာမဲ့လမ်းကိုပုပုတ်စောင့်ရင်းနဲ့ဘာဝနာပွားပြီးတော့ညှော်နေရှာတဲ့ကွယ်ဩသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါတော့မယ်ငါမာရကဲခက်ပွဲကြုံတော့တယ်
သမင်းပေမှုလူသားကြီးနဲ့မသိလျော်ပါတော့တယ်ငါသက်ကိုတတ်လို့ငါသားကိုလူမယ်လူကလာမဲ့လမ်းကိုဥပုသ်ဆောင်ရင်မျောမှန်းပါလေမဲစံရဗန္ဓုကဗလာတင်ငြိမ်ညောင်တွင်ဝဲပုံနာအိုရောက်ဖန်ရင်းလို့ယုံမင်းထန်ချင်းကကတကယ်အလူခံဖို့ရလာခဲ့တယ်ငါကြံစီတော့အောင်ကြီးလူရထုတ်ချောက်သိက္ခာနာလည်းမြောက်တော့မယ်သဗ္ဗညုတညဉ္ဉံဤကံရရမဝေတော့တယ်သူကရောက်ကြောင်းမှာသင်ယုံမင်းအသွေးကိုလည်းလူမယ်အသားကိုလည်းလူမယ်ဇီဝိတယုံနံအဟုတ်အမှန်လူဖို့ရွယ်မိဘုံတစ်ခုကိုလင်းသွားပြီးတော့ပုံနာသူရဲ့ကောင်းပါရဲ့သင်ယုံမင်းသစုချူကသင်လို့စားပါတော့ကျွန်ုပ်ရဲ့ပါရမီမြောက်စင်ညာအောင်ဆောင်တော့ွယ်အဲဒီမိဘုံချင်းဖုံးစင်းတဲ့ဖရာလောင်းမှာွယ်ဘယ်ပုံဘယ်ဖြစ်သွားလိမ့်မလဲအော်သူ့ရဲ့ပါရမီများမြောက်ပါလေသလားကွယ်ယုံမင်းစေရနာကျွဲအလုံးမြတ်လို့တတ်ရဲတောင်ပူလောင်ခြင်းမိဘုံတွင်ဖုံးစင်းချသေးတယ်အလောင်းတော်ယုံမင်းရဲ့ပါရမီရင်ကြောင့်ကွယ်တီရာရီတမျှလိုသူရှိန်အေးဘေးမခနေတယ်အဲ့ဒီအချိန်မှာတရားမင်းပုံနာအောင်ဖန်ဆင်းကရှေးဥစွာဖြံမြောက်မြေခွေးတို့ရဲ့သူ့ဘွယ်ဝတ္ထုများကိုအလူခံခဲ့ပြီးသည့်နောက်တရားလောင်းယုံမင်းထံအလူခံဝင်ခဲ့တယ်အလူခံရောက်တယ်ဆိုရင်ပဲတရားလောင်းယုံမင်းကအောင်ကြီးဟုဖြစ်ကြွေးကပုံနာကြီးကမိဘုံတစ်ခုကိုအလင်းအမြန်ပြုတ်ခိုင်းတယ်အဲ့ဒီမိဘုံတွင်မှာကျွန်ုပ်ရဲ့အသားကိုกินလို့သာစားပါတော့ပြောဆိုပြီးမိဘုံတွင်ကိုခုန်ချလိုက်တယ်အဲ့ဒီလိုမိဘုံတွင်ခုန်ချလိုက်ပြီးမဲ့လုံးဝပူလောင်ခြင်းမရှိပဲတီရာရီလိုအေးမြလို့နေတဲ့ကွယ်အဲ့ဒီမိဘုံတွင်ခုန်စင်းတဲ့ဖရာလောင်းမှာကွယ်ဘယ်ပုံဘယ်ဖြစ်သွားလိမ့်မလဲသူ့ရဲ့ပါရမီများမြောက်ပါလေသလားကွယ်ယုံမင်းစေနာကျွဲအလုံးမြတ်လို့တန်ဆင်းတယ်ရဲတောင်ပူလောင်ခြင်းမိဘုံတွင်ဖုံးစင်းကြသေးတယ်အလောင်းတော်ယုံမင်းရဲ့ပါရမီရင်ကြောင့်ကွယ်တီရာရီတမျှလိုအပူရှိန်အေးဘေးမကအံ့ဩဝဲထိုအချင်းအရာများမြင်ရတဲ့ငါတရားမှာကွယ်ရင်ဝဲပိုက်ထွေးယုံမင်းကိုဖြင့်ဂုံသတင်းပြန်အောင်တဖုံလင်းကြည်ညာမယ်တောင်းရီမင်းစေးစုံဖြင့်တကယ်လဘိမှန်မှာယုံရုပ်ကိုရေးလို့ကဘာတည်းခတ်နေမှသာမယ်အဲ့ဒီလိုမိဟာလုံးဝပူလောင်ခြင်းမရှိတော့ဘုရားလောင်းယုံမင်းကပုံနာကြီးအသိမိဟာပူလောင်ခြင်းမရှိဘယ်အခင်းမှလဲအခုမေးလိုက်တော့ပုံနာကြီးကကျွန်ုပ်အခြားမဟုတ်တရားမင်းပေဒီပါရမီကူညီဖြစ်ရန်လာခဲ့ခြင်းဖြစ်တယ်သင်ရဲ့စေရနာကိုတကဘာလုံးသိစေအလို့မှာကျွန်ုပ်တရားမင်းကိုယ်တိုင်လဘိမှန်မှာယုံရုပ်ကိုရေးလို့ကဘာတစိတ်ခတ်နေတော့အောင်ဖောပနာပြုပြီးယုံရုပ်ကိုရေးခဲ့တဲ့ကွယ်အံ့ဩဝဲထိုအချင်းအရာများမြင်ရတဲ့ငါတရားမှာကွယ်ရင်ဝဲပိုက်ထွေးယုံမင်းကိုဖြင့်ဂုံသတင်းပြန်အောင်တဖုံလင်းကြည်ညာမယ်တောင်းရီမင်းစေးစုံဖြင့်တကယ်လဘိမှန်မှာယုံရုပ်ကိုရေးလို့ကဘာတည်းခတ်နေမှသာမယ်နု900ရှိဘဝကသင်ရှားစွာဖြစ်လာခဲ့တယ်ပါရမီအပြားပြားအတိအဖြစ်လို့ရဲ့အောင်မြင်ခဲ့တယ်ဝမ်းမြောက်စရာပါကွယ်
တို့ဘုရားလောင်းယုံမင်းပါလေတို့ဘုရားလောင်းယုံမင်းပါလေသရဟုံတက်ကြွဖက်မရတဲ့ဒါနပါရမီကျွဲတို့ကြောင့်သာပဲဝေနေရများသိထားဖို့ရည်ပဲဘုရားလောင်းယုံမင်းရဲ့အထောက်ပတ္တိအကြောင်းကိုတင်ပြသားစဉ်မြဲတဲ့သိမှတ်ကြသည်တကယ်သာရကတစ်ခုကိုကွယ်ဒါနပြုတဲ့ပုံမြင်မှတ်သားကွယ်စေနာကြောင်းပြုလို့